အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ share ပေးခြင်းတဲ့အကြောင်းအရာကတော့ဒီ procurement management မှာကျွန်တော်တို့ရှေ့မှာ selection အပိုင်း supplier selection အပိုင်း share ခဲ့ပြီးပြီပေါ့နော်အဲ့တော့အားလုံးဒီ supplier တွေကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့ကျွန်တော်တို့ supplier တွေနဲ့ကျွန်တော်တို့ transition တွေကျွန်တော်တို့ run ပြီးတဲ့အချိန်မှာကျွန်တော်တို့ supplier တွေရဲ့ performance ကိုပြန်ပြီးတော့ measuring လုပ်ဖို့လိုတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က supplier evaluation လုပ်တယ်တတိယအဖြစ်တချို့ supplier report ကထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ supplier ရဲ့ evaluation ကိုကျွန်တော်တို့လုပ်တဲ့အချိန်မှာကျိုးကတော့ရိုးရှင်းရှင်းပဲဓမ္မထားခဲ့တဲ့ criteria တွေအတိုင်းကိုပဲ score တွေသတ်မှတ်ပြီးတော့ထွက်လာတဲ့ total score အရာကိုပဲဒါ evaluation လုပ်တဲ့အချိန်မှာဒီ over score ဖြစ်တယ်ဆိုပြီးတော့ supplier ကိုတစ်နှစ်တစ်ခေါက်အနည်းဆုံး evaluation လုပ်ကြတယ်ပေါ့နော်အဲ့တော့ဒီမှာဒီနေ့ share ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒီ supplier ကို evaluation လုပ်တဲ့အချိန်မှာဒီ operation management test ဖို့အရာကျွန်တော်တို့ criteria area ၄ခုနဲ့ဒီ supplier ရဲ့ performance ကိုတိုင်းတာတာပေါ့နော်နံပါတ်1 area ကကြတော့ဒီ quality supplier ရဲ့ထောက်ပံ့တဲ့ဒီပစ္စည်းရဲ့ quality အခြေအနေတွေရယ်နောက်တစ်ခုကသူ့ရဲ့ဒီဈေးနှုန်းအခြေအနေတွေရယ်နောက်တစ်ခုကသူ့ရဲ့ဒီ supplier inventory ကကိုယ့်ရှိမှာ turnover ဘယ်လောက်လဲနေလဲနောက်တစ်ခုကကြတော့ delivery on time ဒီ area ကြီး၄ခုနဲ့တိုင်တာတယ်ပေါ့နော်အဲ့တော့ဒီ area ၄ခုကိုလေစောစောပြောသူ weight ကိုကျွန်တော်တို့100%မှာ breakdown ချပြီးတော့အရေးကြီးတဲ့ quality အပိုင်းတွေရယ် delivery on time ဖြစ်ဖို့အပိုင်းတွေကို35ထားပြီးတော့ဒီ inventory အပိုင်းကိုတော့10%နဲ့ဒီနောက်တစ်ခုဒီဈေးနှုန်းအပိုင်းဈေးနှုန်းကွာခြားချက် quotation ရဲ့ဈေးနှုန်းအတိုင်းနဲ့ရောက်လာတဲ့အချိန်မှာဈေးနှုန်းကွာခြားချက်အတိုင်းကို20% ထားပြီးတော့ကျွန်တော်35 20 10ဆိုပြီးတော့စသည်ဖြင့်ဒီ weight ကိုခွဲခြားပြီးတော့ပေးလို့ရတယ်အဲ့လို area ၄ခုကိုဒီတိုင်းထားပြီးတော့measure လုပ်တာတော့မဟုတ်ဘူးအဲ့ဒီ area ကြီး၄ခုမှာ KPI နဲ့တွက်ချိတ်ထားတယ်တကယ် quality ကို35 weight ရဖို့ percentage ရဖို့အတွက်ကိုဒီရဲ့ supplier ရဲ့ဒီတစ်နှစ်တွင်းမှာသူပို့နေတဲ့ transition မှာဒီ defect damage တွေနဲ့ reject နဲ့သူ့ရဲ့ပြဿနာတွေကဘယ်လောက်ထိများလဲဆိုတော့ KPI ထွက်လာတဲ့ level ပေါ်မှာမှ35%အတိရချင်မှရတာရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့28ဖြစ်သွားတာရှိတယ်လူတွေက level တစ်ခုဆင်းသွားတာရှိတယ်ပေါ့နော်ဒါကတော့ KPI ဆက်တက်ချပြီးတော့တိုင်းတာတယ်ထိုနည်းတူစွာပဲ delivery on time ကို98% 96 95ဒီလိုမျိုးတိုင်းတာရှိတယ်ပြီး inventory turn ဆိုရင်လေဒီလိုပဲတစ်နှစ်မှာဘယ်နှကြိမ်လဲမလဲဒီလိုမျိုးတိုင်းတာရှိတယ် price ကိုလေသတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ရော့ရတာတူညီမှုရတာပို့ပေးရတာဒီလိုအခြေအနေမျိုးတွေနဲ့တိုင်းတာပြီးတော့ဒီရဲ့သတ်မှတ်ထားတဲ့ weight ပေါ်မှာမှထွက်ပေါ်လာတဲ့ဒီ scores တွေကိုဒီရတဲ့ရမှတ်တွေနဲ့တွက်ချက်ပြီးတော့မှထွက်လာတဲ့ total ဒီရမှတ်တွေ total weight ရဲ့ရမှတ်တွေအကုန်လုံးကို total ပေါင်းခြင်းမှထပ်ပြီးတော့85အထက်ဆိုရင်ဒါ excellent 85အောက်ဆိုရင်80ဆိုရင် good ဟုတ်လားအဲ့တော့ဂျားထဲမှာ85ဆိုရင်ဒါ fair နဲ့ပေါ့နော်အဲ့အောက်ပိုင်းဆိုရင်တော့ poor ပါပေါ့နော်ဒီလိုနောက်တစ်ခုကတော့ very poor ပါပေါ့နော်အဲ့လိုမျိုး criteria တွေသတ်မှတ်ပြီးတော့ပေးပြီးတော့ဒီ evaluation ကိုလုပ်လို့ရတယ်